ကိုတန်မိုးထားပြီးတော့ကိုမျက်နှိုးတယ်ဆိုရင်လူတွေကကိုမျက်နှိုးတယ်လို့သာပြောကြတာဒုက္ခရောက်အောင်လဲကိုပဲလုံနေကြနော်ကိုပဲလုံကြတာပဲလေကောင်းတဲ့ခြင်းပြီးလုံကြတာကြီးပဲကောင်းအဲ့တော့ကိုမျက်နှိုးရမှန်တကယ်သိတယ်ဆိုလို့ရှိရင်နာနံဗပေနတန်ရုစေမကောင်းမှုအကုသိုလ်တွေကိုရင်တဲ့နှလုံးထဲမှာမဖြစ်စေနဲ့အစိတ်တောက်တွေကိုစီမရောက်စေနဲ့လို့သူတို့ပြော။ဘာကြောင့်လဲလို့ဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတာခါရိနမကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာအစဉ်ပြေမှုဆိုတာရဖို့ရမတမခဲနေမရနိုင်ဘူးလို့ပြောနော်မကောင်းတာတွေကကောင်းကျိုးရဖို့ဆိုတာမဖြစ်နိုင်ဘူးသူတို့ပြောတယ်အေးဒါကြောင့်မို့နေ့စဉ်နဲ့မြဘဝမှာတတိထားရမှာဒီအချက်ပဲဖြစ်တယ်ဟောမကောင်းမှုအကုသိုလ်လားကုသိုလ်ကောင်းမှုလားဆိုတာကိုကွယ်ပြပြသိရှိနားလည်ပြီးမကောင်းမှုအကုသိုလ်မှန်သမျှကိုအတ္တမလို့ခေါ်တယ်ကောင်းမှုကုသိုလ်မှန်သမျှကိုဓမ္မလို့ခေါ်တယ်အတ္တမနဲ့ဓမ္မမကောင်းမှုအကုသိုလ်တွေကိုအနတ္ထအကျိုးမဲ့ဆိုးကျိုးကိုပေးရတဲ့အရာတွေဆိုးကျိုးတွေကောင်းမှုကုသိုလ်တွေကြတော့အတ္ထကောင်းကျိုးတွေလို့သဘာဝကိုဒီလိုရှိအဲ့ဒါကိုကွဲပြားခြားခြားနာနာသိပြီးတော့ကိုမျက်နှိုးတယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ကြ